အားလုံးပဲမင်္ဂလာပါရှင်။မြချနာသတင်းချနေရဲ့အော်တိုဘာလ30ရက်နေ့ရေဒီယိုစီစဉ်သက်ဆက်ပြတော့မှာဖြစ်ပါတယ်။စေအုပ်စုလုံးမဲ့ရွေးကောက်ပွဲဟာအတူအယောင်သာဖြစ်တယ်လို့ကုလကိုယ်စားလှယ်ကပြောပါတယ်။ဖကမြို့နယ်လုံကင်းကျေးရွာအုပ်စုလေပြင်းကျေးရွာမှာဒီကနေ့မနက်အစောပိုင်း၄နာရီခန့်ကစစ်ကော်မရှင်တပ်ဟာဖျက်တမ်းသွားလာတဲ့ဒေသခံအချို့ကိုစစ်ဆေးရေးပြုလုပ်ပြီးငွေကြေးတောင်းယူခဲ့ပါတယ်။ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ် KSCU ရဲ့ဆေးပညာသိပ္ပံတက္ကသိုလ်2026ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သူတွေကိုအသိပေးကြေညာချပေးဖြစ်ပါတယ်။စားရိုက်တဲ့တဲ့ကိုသက်ဆက်ပြတော့မှာပါ။ကျမတို့အစစ်အစစ်သက်သွင်းနေဖြစ်ပါတယ်။စေအုပ်စုလုံးမဲ့ရွေးကောက်ပွဲဟာအတူရောင်သာဖြစ်တယ်လို့ကုလကိုယ်စားလှယ်ကပြောပါတယ်။ဆက်ဆိုင်ကသက်ဆက်ပေးမှာပါ။စေအုပ်စုကလုံးမဲ့ရွေးကောက်ပွဲဟာအလိမ်အညာအတူအယောင်သာဖြစ်တယ်လို့ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးကိုယ်စားလှယ် Tom Andrews ကပြောလိုက်ပါတယ်။အောက်တိုဘာလ29ရက်နေ့ရက်စွဲနဲ့ UN ကထုတ်ပြန်ခဲ့တဲ့ Tom Andrews ရဲ့သတင်းစာရှင်းလင်းပွဲမှာသူကအဲ့လိုပြောခဲ့တာပါ။နိုင်ငံရဲ့အတိုက်ခံခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချနှိပ်စက်နေတယ်လို့ပါတီပေါင်း40ကိုလည်းဖျက်သိမ်းထားတဲ့ရွေးကောက်ပွဲဟာဘလို့မှလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်။ဒါအပြင်စေအုပ်စုဟာသတင်းသမားတွေကိုပိတ်ပင်ထားတာနဲ့ပြည်သူပေါင်း1200ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့သူကဆက်လက်ပြောပါသေးတယ်။အာဆီယံအနေနဲ့လည်းစေအုပ်စုလုံးမဲ့ရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းမလွတ်တင်တယ်လို့အခုရွေးကောက်ပွဲကိုလည်းပြပြတသားဆန့်ကျင်တင်တယ်လို့သူကတိုက်တွန်းထားပါသေးတယ်။လက်ရှိအချိန်မှာတော့မြန်မာနိုင်ငံကလူပေါင်း22တန်းဟာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေပြီး16တန်းကျော်ဟာလည်းအစာရေစာရှားပါမှုနဲ့ရင်ဆိုင်နေရတယ်လို့သူကပြောပါတယ်။နိုင်ငံတကာအတိုင်းအဝန်အနေနဲ့လည်းမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကျပ်တဲတွေနဲ့ပတ်သက်လို့အရေးယူဖို့ပြက်ကွက်နေရလို့လည်း Tom Andrews ကထောက်ပြထားပါတယ်။လက်ရှိအချိန်မှာတော့စေအုပ်စုဟာသူတို့ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ဝေဖန်တဲ့သူတွေကိုဆက်တိုက်ဖမ်းဆီးနေပြီးစေအုပ်စုကြောထောင်းနောက်ခံပေးထားတဲ့ပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ်လောင်း30လောက်ဟာလည်းရွေးကောက်ပွဲကိုမပြိုင်ဘဲအနိုင်ရရှိထားပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ချင်နေဆိုရင်တော့မြချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်3996 303တင်းကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ကချင်ပြည်နယ်ဖကမြို့နယ်လုံကင်းကျေးရွာအုပ်စုလေပင်ကျေးရွာမှာဒီကနေ့မနက်အစောပိုင်း၄နာရီခန့်ကစစ်ကော်မရှင်တပ်ဟာဖျက်တမ်းသွားလာတဲ့ဒေသခံအချို့ကိုစစ်ဆေးရေးပြုလုပ်ခဲ့ပြီးငွေကြေးတောင်းယူခဲ့တယ်လို့သိရပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။လေပင်ကျေးရွာကမြောက်ကုန်းစစ်ကော်မရှင်တပ်စခန်းရှိမှာဖျက်တမ်းသွားလာတဲ့ဒေသခံတွေကိုစစ်ဆေးခဲ့ပြီးပတ်စံတောင်းယူရာတွေပြုလုပ်ခဲ့တယ်လို့ဖကန်ဒေသကအမျိုးသားတို့ကမြချနာတဲ့တင်ကြနေကိုပြောပါရယ်စစ်ကော်မရှင်တပ်ကမနက်အစောပိုင်း3နာရီနဲ့9နာရီကြာညအချိန်8နာရီနောက်ပိုင်းဒေသခံတွေကြောက်ဝိုင်းတွေကပြန်လာတဲ့အချိန်တွေကိုစောင့်ပြီးစစ်ဆေးတာတွေပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်ကော်မရှင်တပ်ကဖကန်ဒေသမှာကားနဲ့ရှောင်းတခင်စစ်ဆေးတာပြုလုပ်နေပြီးဒေသခံတွေရဲ့ဖုန်းတွေကိုအဓိကယူစစ်ဆေးတယ်လို့ဖကန်ဒေသကအမျိုးသားတို့ကပြောပါတယ်။သူတို့မောင်နဲ့လမ်းတွေတောင်းနေမှာကားနဲ့4-5ယောက်တစ်ဖွဲ့အဲ့လိုရှောင်းတခင်စစ်တာတော့ဖုန်းတွေကိုအဓိကစစ်တယ်ဖုန်းမှာသူတို့ကြည့်ပြီးမတင်ကြတာတွေ့တယ်ဆိုရင်သူတို့ခေါ်သွားတယ်ရက်စခန်းမှာစစ်ပြီးတော့အပြစ်မရှိပြန်လွတ်တယ်စစ်ကောင်စီဟာဖကန်ဒေတာကိုပြန်လေးဆိုးမိုးနိုင်ဖို့မေလ4ရက်နေ့ကစပြီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့နောက်ပိုင်းသူတို့စစ်ကြောင်းလှုပ်ရှားတဲ့အချိန်တွေ့တဲ့ဒေတာခံတွေကိုစုံစမ်းစစ်ဆေးရာတွေပြုလုပ်တဲ့အပြင်လမ်းတွေပိတ်ပြီးစစ်ဆေးရာတွေပြုလုပ်နေတာဖြစ်ပါတယ်။ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ် KSCU ရဲ့ဆေးပညာသိပ္ပံတက္ကသိုလ်2026ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သူတွေကိုအသိပေးကြေညာထားပါတယ်။လျှောက်လွှာတွေကို2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ကနေ28ရက်နေ့အတွင်းလျှောက်ထားနိုင်ပြီးတော့အများဆုံးလူဦးရေ9စီတာလက်ခံမှာဖြစ်ပါတယ်။ဝင်ခွင့်အတွက်လူသွင်းနှုတ်ဖြေစာမေးပွဲကိုဒီဇင်ဘာလဒုတိယပတ်အတွင်းဆေးပညာသိပ္ပံတက္ကသိုလ်မှာလူကိုယ်တိုင်လာရောက်ဖြေဆိုရမယ်လို့ပြောဆိုထားပါတယ်။လျှောက်ထားလူသူအနေနဲ့2025ခုနှစ် Kachin Education Department KED အခြေခံပညာထက်သန်အောင်မြင်ထားသူဖြစ်ရမှာဖြစ်ပြီးမြန်မာဘာသာရပ်နဲ့ကချင်ဘာသာရပ်မပါဘဲကျန်ဘာသာရပ်တွေမှာတဘာသာချင်းရမှတ်65မှတ်နဲ့အထက်ရရှိရမှာဖြစ်တယ်လို့ရရှိအမှတ်စုစုပေါင်းဟာအနည်းဆုံး450မှတ်နဲ့အထက်ရရှိသူတွေဒါလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Basic Education Completion Assessment BEC လက်မှတ်ရရှိပြီးသူတွေကတော့သိပ္ပံတွင်နဲ့အောင်မြင်ခဲ့သူတွေဖြစ်ရမှာဖြစ်ပြီးသင်္ချာဓာတုဗေဒရူပဗေဒနဲ့ဇီဝဗေဒဘာသာရပ်တို့မှာရမှတ်အဆင့် Grade B ရရှိရမှာဖြစ်တယ်လို့မြန်မာစာနဲ့အင်္ဂလိပ်စာတို့မှာအနည်းဆုံးရမှတ်အဆင့် Grade C1 ရရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။နိုင်ငံတကာအတိမတ်ပြုစာမေးပွဲတွေထဲက General Education Development GED ဖြစ်ဆိုအောင်မြင်သူတွေလည်းလျှောက်ထားခွင့်ရှိပြီးတော့ဘာ
ဘာသာရေးအားလုံးပေါင်းအမှတ်650နဲ့အထက်ရရှိသူဖြစ်ရမှာပါ။ဒါအပြင်နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲတစ်ခုဖြစ်တဲ့ International General Certificate of Secondary Education IGCSE အောင်မြင်ထားသူတွေလည်းလျှောက်ထားခွင့်ရှိပြီးဘာသာရေးအားလုံး Grade B ရရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။လက်ရှိကံအိုသိန်းကျုံနေမြင့်ဖြစ်ပေမဲ့အရင်စစ်ကောင်စီကျောင်းတွေကတက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေနဲ့ KET ရဲ့အသိအမှတ်ပြုခြင်းမခံရတဲ့ကျောင်းတွေကအောင်မြင်ထားသူတွေကတော့ဆေးပညာသိပ္ပံတက္ကသိုလ်ကိုလုံးဝလျှောက်ထားခွင့်မပြုဘူးလို့လည်းဖော်ပြထားပါတယ်။ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ် KSCU ဟာစစ်အာဏာသိမ်းပြီးနောက်ကချင်လက်ရေးအဖွဲ့အစည်းကံအိုသိန်းကျုံရာဒေတာလိုက်စားမျိုးမှာဖွင့်လှစ်တည်ထောင်ထားတဲ့တက္ကသိုလ်ဖြစ်ပါတယ်။တက္ကသိုလ်6ခုအထိဖွင့်လှစ်သင်ကြားနေတယ်လို့နိုင်ငံရေးခြားကအစင်မြင့်တက္ကသိုလ်တချို့နဲ့လည်း MOU ရေးထိုးထားတဲ့တက္ကသိုလ်ဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်္ဂါဆုံးရှုံးသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြေမြုပ်မိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်မြေမြုပ်မိုင်းအနေရမြေမြုပ်မိုင်းတွေကြောင့်ကိုလက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေရဲ့အဖြစ်ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတာနဲ့သူတို့ကိုဘယ်လိုအကူအညီပေးနိုင်မလဲဘယ်လိုအကူအညီကြပါမလဲမြေမြုပ်မိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါလူတယောက်ဒါမှမဟုတ်ရင်စည်းဖြတ်သွားမိတဲ့အခါပေါက်ကွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အသက်ကိုပါဆုံးရှုံးနိုင်ပါတယ်။မြေမြုပ်မိုင်းကြောင့်ခြေထောက်လက်ဒါမှမဟုတ်တခြားကိုယ်လက်အင်္ဂါအစိတ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်နေပေမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါ။ထိခိုက်နစ်နာသွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်။သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။လမ်းလျှောက်ဖို့မတ်တရက်ဖို့ခုံဖို့အရာဝတ္ထုတွေကိုစုပ်ကင်ဖို့ကစားဖို့ဒါမှမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စတဲ့ရေရှည်လှုပ်ဆောင်မှုဆိုင်ရာအခက်အခဲတွေကိုဖြစ်ပေါ်စေတာတွေ့ရပါတယ်။သူတို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတရက်အနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရောဘာတွေဖြစ်မလဲ။မြေမြုပ်မိုင်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေဟာစိုးရိမ်စိတ်ဓာတ်ကြခြင်းစိတ်ဒဏ်ရာနဲ့အခြားစိတ်ချမ်းသာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ဒါအပြင်မြေမြုပ်မိုင်းကြောင့်ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြားမှာမနေရပဲအထီးကျန်ဆန်နေတတ်ပါတယ်။အိပ်စက်ခြင်းဆိုင်ရာအခက်အခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစားအသောက်ပြတ်ခြင်းအာယုံစူးစိုက်ဖို့ခက်ခဲခြင်းစတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။အခုလိုမြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိဘဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမှရပါမယ်။မြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတာမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါသူတို့ခံစားနေရတာတွေကိုနားလည်ပြီးကျင်နာစွာဆက်ဆံပါသူတို့ရဲ့စိတ်တန်ရာကိုစိတ်ရှည်တီးခံစွာစာနာပေးပါစိတ်သက်ခွန်အားပေးပါအားပေးပါသူတို့ရဲ့စွမ်းအားတွေကိုအတိအမှတ်ပြုပါအနိုင်ကျင့်တာပြည့်ရပြုတာမျိုးလုံးဝမလုပ်ပါနဲ့အလောက်ကန်ရနိုင်အောင်ကူညီပေးတာတင် जा ပေးတာနေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာသူတို့ဘဝကိုနှောင့်နှားမရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင်မြေမြုပ်မိုင်းအန္တရာယ်တွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ရပါမယ်အရင်ကတိုက်ပွဲဖြစ်ပွားခဲ့မှုတဲ့နေရာမိုင်းရှိသည်ဆိုတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာဒါမှမဟုတ်တတိပိနမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ်စစ်ဖြစ်ခဲ့မှုတဲ့ဒေတာဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အန္တရာယ်ရှိသည်လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမတွားပါနဲ့လမ်းကြောင်းတွေကိုပဲတွားပါလူတွားများတဲ့လမ်းကားလမ်းဒါမှမဟုတ်လုံခြုံရေးတတ်မှတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲတွားပါလမ်းဘေးဒါမှမဟုတ်လေကွင်းတောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှောက်ပါနဲ့တတိထားเสียအရာတွေကိုဂရုစိုက်ပါနေရာတကာစွန့်ပစ်ထားတဲ့တန်တိုတန်ဆစစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင်လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတတိထားဆင်ခြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါဒေသဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂရုစိုက်နားထောင်ပါမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရားရှိနေရင်လမ်းလျှောက်ခြင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကိုယ်အနီးနားကိုမလာဖို့တတိပေးပါမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကိုင်းခြင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂရုတစိုက်တေချာကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါ
အနေရရှိတဲ့နေရာရဲ့အကြောင်းကိုရွာကောင်းဆောင်တွေနဲ့ရက်ရွာမှာလူသိများတဲ့ပုံကိုယ်တွေတငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါဒီမြေမြုပ်မိုင်းတွေရဲ့အနေရဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့၍နှစ်ပေါင်းများစွာအလုပ်လုပ်နေနိုင်ပါတယ်ဒီမြေမြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလဲရမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘယ်သူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလိုတဘဝလုံးအပြောင်းလဲဖြစ်စေတတ်ပါတယ်အနေရကိုတိပြီးရှောင်ကျဉ်နိုင်ဖို့ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည7:00နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသင်လေစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။